ကျွန်တော်ဒီနေ့ပြောပြမယ်ခေါင်းစဉ်ကကျွန်တော်အသေးဆရာဝန်ဒီနဲ့ပေါ့နော်လူနာတွေကြည့်တဲ့အခါမှာသိမရှားတဲ့ယောဂတစ်ခုအကြောင်းဖြစ်ပါတယ်အဲ့ဒါတော့ဘာလဲလို့ပြောရင်မုတ်ချိုအိတ်ရောင်ရမ်းခြင်းဖြစ်ပါတယ်မုတ်ချိုအိတ်ဆိုတာတော့ကျွန်တော်တို့အင်္ဂလိပ်လိုပြောရင်တော့ pancreas ပေါ့အချို့ကဒါကိုလည်းမြန်မာလိုတိုက်ရိုက်ဘာသာပြန်တဲ့အနေနဲ့ pancreas ဆိုပြီးတော့ဘာသာပြန်တာလေးရှိအဲ့တော့အဲ့ဒီမုတ်ချိုအိတ် pancreas ရောင်ရမ်းခြင်းဖြစ်ပါတယ်အဲ့တော့ဘယ်အကြောင်းရင်းတွေကမုတ်ချိုအိတ်ကိုရောင်ရမ်းစေသလဲပေါ့နံပါတ်1အချက်ကတော့သေးကြီးကြောက်တွေဖြစ်ပါတယ်သေးကြီးကြောက်တွေကသေးကြီးအိတ်ထဲကနေပြီးတော့ထွက်လာပြီးတော့သေးကြီးလမ်းကြောင်းကနေတဆင့်မုတ်ချိုအိတ်လမ်းကြောင်းကိုသွားစို့တဲ့အချိန်မျိုးမှာမုတ်ချိုအိတ်ရောင်ပါတယ်ဒါလည်းအဖြစ်အများဆုံးကအကြောင်းရင်းတစ်ခုဒုတိယအကြောင်းရင်းကတော့အရက်အလွန်ကျွံတောက်ခြင်းဖြစ်ပါတယ်အဲ့တော့အရက်ကိုအလွန်ကျွံတောက်မယ်နော်အသေး၆တာနဲ့မကောက်မုတ်ချိုအိတ်ပါတော်တော်ကိုပြင်းပြင်းထန်ထန်ရောင်တဲ့ကိစ္စကိုဖြစ်စေပါတယ်ဒီအဓိကဒီနှစ်ချက်ကတော့မုတ်ချွေကိုရောင်စေတဲ့အဓိကတရားခံတွေဖြစ်တယ်အချို့သောလူနာတွေမှာတော့ဘာကြောင့်မှမသိဘဲနဲ့မုတ်ချွေရောင်တဲ့ idiopathic ဆိုတာလည်းရှိတယ်ပြီးတဲ့အခါကျတော့အချို့လူနာတွေမှာမုတ်ချွေအိတ်ဘာလို့ရောင်လဲလို့ပြောရင်တဲတီလမ်းကြောင်းမှန်ပြောင်းကြည့်တယ်မှန်ပြောင်းကြည့်ရင်းနဲ့မှကုသမှုပေးတယ်ပေါ့အဲ့ဒီချိန်မှာအဲ့လိုကြည့်ပြီးလူနာတွေမှာမုတ်ချွေရောင်တာမျိုးဖြစ်တယ် post ERCP ပေါ့နော်ဒါမျိုးလေးဖြစ်တယ်ဒါပေမဲ့နည်းနည်းရှားတယ်နော်အဲ့တော့အဓိကကတော့နှစ်ချက်ပေါ့တဲတီကြောက်ရဲ့အရက်ရဲ့ဖြစ်ပေါ့အဲ့တော့မုတ်ချွေရောင်ရင်ဘယ်လိုလက္ခဏာတွေနဲ့လာလဲပေါ့အဲ့တော့မုတ်ချွေရောင်ပြီဆိုရင်ကျွန်တော်ဒီရင်ညွန့်ပေါ့နော်ရင်ညွန့်နားမှာအသေးအတန်အောင်လုံးဝမခံနိုင်လောက်အောင်နာကျင်တယ်အောင်အဲ့တော့ဘလို့မှကိုနေလို့မရလို့အချို့ဆိုရင်ဝေးပြီးနေရတာမျိုးတွေနော်တာမန်ကျွန်တော်တို့သုံးခါရှိတဲ့အကြိုက်ခဲပြောက်စီးတွေသုံးတာမျိုးတွေနဲ့တော့ဘလို့မှမတတ်တာနိုင်ဟောဒါတော့ကျွန်တော်ဒီအရန်ကိုကျွန်တော်နာကျင်မှုကစိုးရွားတယ်ပေါ့ပြီးရင်အမ်မေဘာသာစာအမ်မေပြုတ်မေတော့စသဖြင့်ဒီလိုပုံစံမျိုးနဲ့ယောဂလက္ခဏာလာရင်ဒါဒီကျွန်တော်မုတ်ချွေရောင်တာကြောက်လားလို့ကျွန်တော်တို့ကသတိထားဖို့လိုပါတယ်အဲ့တော့မုတ်ချွေရောင်ပြီဆိုရင်ကျွန်တော်တို့ကဒီသေးကြီးဒီမုတ်ချွေလမ်းကြောင်းကပိတ်သွားတာဖြစ်တဲ့အတွက်ကြောင့်မုတ်ချွေအိတ်ထဲကနေအစာခြေပေးတဲ့ဒီအန်ဇိုင်းတွေကထွက်လာပြီးတော့ခန္ဓာကိုယ်အနှံ့ကိုရောက်သွားတာမျိုးဖြစ်တတ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီလူနာမှာအသက်အန္တရာယ်ရှိတဲ့အတွက်ကြောင့်မုတ်ချွေရောင်တဲ့လူနာအများစုကိုကျွန်တော်တို့ကဆေးရုံတက်ပြီးတော့ကုသမှုခံယူစေရတာမျိုးရှိပါတယ်အဲ့တော့ဘယ်လိုမျိုးပုံစံကျွန်တော်အဓိကကုသမှုပေးရလိမ့်ရှိလဲလို့ပြောရင်လက်တလောမုတ်ချွေရောင်နေတာကိုတက်တာဖို့အတွက်ကိုကျွန်တော်ဦးစားပေးပြီးအရင်ကုရပါတယ်နော်ဒါကတော့ကျွန်တော်သက်ဆိုင်ရာဆေးရုံတွေမှာသက်ဆိုင်ရာဆရာဝန်တွေကကုသမှုပေးကြတာပေါ့နော်ကျွန်တော်ဒီစိတ်အသွေးကြောရနေစိတ်တွေသွင်းရတာရှိမယ်စသဖြင့်နော်ဒါတွေကကျွန်တော်ကုသမှုပေးအရေးကြီးဆုံးကျွန်တော်ဒီနေ့ပြောပြခြင်းဒီလိုမျိုးမုတ်ချိုအိတ်ရောင်ပြီးသွားတဲ့လူနာတွေဒီဆေးရုံကဆဲလာပြီလို့ပြောရင်အရင်တော့ကဒီမုတ်ချိုအိတ်ရောင်စီခဲ့တဲ့အကြောင်းရင်းကိုကျွန်တော်တို့ကပြုဖို့လိုပါတယ်ဥပမာတဲကြီးကြောက်မုတ်ချိုအိတ်ရောင်ခဲ့တယ်ဆိုရင်တဲကြီးအိတ်ကိုထုတ်ပစ်ဖို့လိုတယ်ခွဲစိတ်ကုသဖို့လိုအဲ့လိုပဲအရက်ကြောက်တဲကြီးအိတ်ရောင်ခဲ့တယ်ဆိုရင်အရက်ကိုလုံးဝဖြတ်ဖို့အတွက်လူနာရင်းနဲ့ကျွန်တော်တို့တင်းတင်းချာချာဆွေးနွေးဖို့လိုပါတယ်အဲ့လိုမှမလုပ်ရင်ဒီမုတ်ချိုရောင်တဲ့ပြဿနာနောက်တစ်ခါထပ်ဖြစ်မှာဖြစ်ပါနောက်တစ်ခါထပ်ဖြစ်ရင်ခဏဖြစ်ပါများရင်တစ်ချိန်မဟုတ်တစ်ချိန်မှာအသက်အန္တရာယ်ရှိနိုင်ဘာလို့ကျွန်တော်မုတ်ချိုရောင်တဲ့လူနာတွေမှာကျွန်တော်တွဲတွေ့ရတဲ့ပြဿနာကပိုးတွေပါပြန့်သွားတယ် septicemia လို့ခေါ်တဲ့ပြဿနာကကျွန်တော်တွဲတွေ့ရလိမ့်ရှိဒါကြောင့်မုတ်ချိုရောင်ရမ်းခြင်းကိုကုသမှုပေးတဲ့အခါမှာသူ့ကိုဖြစ်စေတဲ့အကြောင်းကိုလည်းကျွန်တော်တို့ကဆက်လက်ကုသပေးရတယ်ဆိုတာကိုကျွန်တော်ကပေးခြင်းတဲ့အဓိက message ဖြစ်ပါတယ်ဒါအပြင်ဘာလို့မုတ်ချွေကိုခဏမရောင်စေခြင်းလဲဆိုတဲ့အကြောင်းရင်းကိုလည်းကျွန်တော်ပြောပြချင်နာတာရှိမုတ်ချွေရောင်နေပေါ့ခဏမုတ်ချွေရောင်နေ chronic pancreatitis ဖြစ်သွားရင်ကြာလာရင်ဘာပြောင်းသွားတတ်လဲလို့ပြောရင်နာတာရှိမုတ်ချွေရောင်ငန်းခြင်းမှတစ်ဆင့်မုတ်ချွေ cancer pancreatic cancer ပြောင်းသွားတတ်ပါအဲ့တော့မုတ်ချွေ cancer ဆိုတာကျွန်တော် cancer တွေထဲမှာတကယ်ကိုနာမည်ကြီးလူသက်သမားပဲဘာလို့မုတ်ချွေ cancer လို့ကျွန်တော်ယောဂနာမည်တက်ခံလိုက်ရတာ ਨੇတေးကြတဲ့လူနာဒီ prognosis လို့ခေါ်တဲ့နောက်ဆက်တွဲကောင်းကျိုးကအင်မတန်ကိုနည်းတယ်အဲ့ပြောမယ်ဆိုရင်ဒီလူနာဒီကျွန်တော်တို့ကျွန်တော်ဆေးပညာမှာဆိုဒီကင်ဆာယောဂါတွေနဲ့ပတ်သက်သေနှုန်းအများများတဲ့ကင်ဆာလို့ကျွန်တော်တို့ပြောလို့ရတာပေါ့ဒါကြောင့်မုတ်ချွေရောင်ရမ်းခြင်းဒီကျွန်တော်တို့ဒီဒါရှောင်လွဲလို့ရနိုင်တဲ့ကိစ္စဖြစ်တယ်ဘလို့ရှောင်လွဲမလဲအရက်ကိုအလွန်ကျွံတောက်ခြင်းကိုကျွန်တော်ရှောင်ကျင်ရမယ်တဲကြီးအိတ်ထဲမှာကြောက်တည်ရှိနေရင်တဲကြီးအိတ်ရောင်ရမ်းခြင်းကြောင့်လောကလက္ခဏာခဏဖြစ်နေပြီဆိုရင်တဲကြီးအိတ်ကိုကျွန်တော်တို့ထုတ်ပြဖို့လိုတယ်ဒီလိုမျိုးကိစ္စတွေကိုကျွန်တော်တို့ကကြိုတင်ကာဝယ်လိုက်မယ်ဆိုရင်မုတ်ချွေရောင်ရမ်းခြင်းကိုကာဝယ်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဗီဒီယိုကြည့်နေတဲ့ဘ
ပြိသက်တွေထဲမှာမုတ်ချွေရောင်ရမ်းခြင်းအကြောင်းကိုတည်သွားကြမယ်အရင်တော့ရောင်ဘူးတဲ့သူတွေလည်းဘာကြောင့်ရောင်လဲဆိုတာကိုပြန်လဲစမ်းစစ်ကြည့်ပြီးတော့ကုသမှုလိုအပ်ရင်သက်ဆိုင်ရာကုသမှုလိုမယ်လို့ကျွန်တော်ကညှောက်ပေးနေတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မုတ်ချွေရောင်ရမ်းခြင်းအကြောင်းကိုတော်တော်လေးနားလည်သွားကြမယ်လို့ကျွန်တော်မျှော်လင့်နေမှန်ကန်တဲ့ကျမ်းမာရေးအသိနဲ့မိမိရဲ့အသေးကိုဆောက်ရှောက်နိုင်ကြပါ